ကိုနှစ်သက်တဲ့ခွန်လန်းခိုးကွက်နဲ့လိုက်ဖက်မဲ့ကြက်ချတော့ကိုရွေးချယ်နိုင်အောင်လို့ကျွန်တော်ကဒီအကြောင်းကိုပြောပြပေးတာဖြစ်တယ်ချက်ခဲ့ချက်တော့တစ်ချောင်းကဖားပေါင်လိုပဲရှေ့ရမယ်တိုးတဲ့ချက်တွေမကောင်းလို့ပြောတာမဟုတ်ဘူးနော်ပိုကောင်းတာကိုပြောပြတာခြေတံရှည်တဲ့ချက်တွေကခွတ်အားကောင်းတယ်ခုံအားကောင်းတယ်အပြန်လွှားမှာအားတာတယ်တစ်ဖက်ခြေဘက်30ပါတိုင်းမကောင်းဘူးနော်ခြေဘက်တော့30ပါတယ်ခြေဘက်30ပါတာကဘာဖြစ်လဲဆိုလို့ရှိရင်ချက်တစ်ကောင်ရဲ့ချက်တော့နော်အတက်အောက်ကတွေပြီးအတက်ထိတ်တက်တဲ့ရာတွေပြီးတော့ဟာဒီအလဲခြေချောင်းအထိဟိုကျွန်တော်တို့ကဒါခြေဘက်လို့ခေါ်တယ်ခြေစည်းဆိုတာကအဲ့အတက်ကအပေါ်ဒူးထီကိုခြေစည်းလို့ခေါ်တယ်အပေါ်ခြေစည်းကများသောအားဖြင့်ကြက်တကောင်မှာ9ပတ်အထိပဲရှိတာများတယ်9ပတ်ပဲပုံမှန်အားဖြင့်အဲ့ဒီအတက်ထိတ်အောက်ကတွေပြီးတော့ခြေတန်းအဆုံးထိရည်တဲ့နေရာမှာတော့ပုံမှန်26 29 28ဒါပုံမှန်ပဲဒါပေမဲ့သူ့ထက်ပိုပြီးတော့ခြေဘက်30ရှိတော့ဘာဖြစ်လဲဆိုတော့ဒါကပုံမှန်အားဖြင့်ကျွန်တော်တို့သဘာဝအတိုင်းတွက်မှဆိုရင်ခြေဘက်30ဖြစ်တယ်ဆိုတဲ့ကအလဲခြေတန်းလေးကရှည်နေမှာပဲကျင်းနေတယ်အဲ့အလဲခြေတန်းလေးရှည်တဲ့အတွက်ဒီအလဲခြေပြားလေးထောက်ပြီးတော့ခြေထောက်တွေကိုအားပြုပြီးတော့ခုံရတဲ့အတွက်ဘာပဲပြောပြောဒါခုံအားခေါ်အားကောင်းတာပဲဒါကြောင့်မလို့ကြက်ကောင်းရင်အတူတူကောင်းနိုင်ရင်အတူတူကြရင်ဒီလိုမျိုးခြေတန်းရှည်တဲ့ကြက်တွေကအားသာတဲ့အတွက်ခြေဘက်30ဝိုင်းကြီးပဲလို့လူကြီးတွေကပြောခဲ့တာအဲ့တော့ကျွန်တော်အခုအခေါ်လေးကိုပြောပြမယ်အဲ့ခြေဘက်အဲ့အလဲခြေတန်းကနေဟိုဒူးထိတက်သွားတဲ့ခြေဘက်တွေခြေစည်းတွေကိုကြတော့ကျွန်တော်တို့ကအတွင်းတန်းလို့ခေါ်တယ်အပြင်ဘက်ခြေတန်းဘက်ကနေပြီးတော့ဒူးထိတက်သွားတဲ့ခြေစည်းခြေဘက်တွေကိုကြတော့အပြင်တန်းလို့ခေါ်တယ်အပြင်တန်းကခြေဘက်တွေကကြီးမားပြီးတော့အလဲအတွင်းဘက်ခြေဘက်တွေကသေးငယ်နေမယ်ဆိုလို့ရှိရင်လည်းကြက်ကောင်းတစ်ကောင်ဖြစ်တယ်အဲ့ဒီအပြင်ဘက်ခြေတန်းတွေခြေစည်းခြေဘက်တွေအားလုံးကအတွင်းပြင်ဟာ4000ဆန်ဆန်ဖြစ်ပြီးတော့အလဲကသူတို့ရဲ့ခြေဘက်နှစ်ခုဆက်တဲ့အလဲကမြောင်းကရှင်းလင်းပြတ်သားနေမယ်အစိုးအပိတ်မရှိဘူးဆိုတော့အဲ့ဒါကခြေကောင်းငိုကောင်းနဲ့လမ်းပုံမှန်ထွက်ခွတ်တတ်တဲ့ကြက်တွေဖြစ်တယ်နောက်ပိုင်းကျတော့ခြေတန်းရဲ့နောက်ခြေတန်းရဲ့အပေါ်ထောက်လျှောက်ကျတော့ကျွန်တော်တို့ကဒါနောက်မြောင်းလို့ခေါ်တယ်အဲ့နောက်မြောင်းခြေဘက်မှာကျတော့ကျွန်တော်ကင်းခွဲတို့ကင်းပြတ်တို့ဒါရှိသေးတယ်ထားနဲ့ပတ်သက်လို့ကျွန်တော်နောက်ပိုင်းမှာရှင်းပြပေးမယ်ဒါပေမဲ့ညီကိုတို့တခုပြောချင်တာအဲ့လိုဝိသေသလက္ခဏာပါတိုင်းဗလာခွဲပါတိုင်းခြေဘက်30ဖြစ်တိုင်းကင်းခွဲပါတိုင်းကောင်းတာမဟုတ်ပါဘူးဒီတစ်ချက်လေးတော့ကောင်းပြီးတော့တခြားအချက်တွေမှာသူ့မှာညံပြင်းတဲ့လက္ခဏာတွေရှိမယ်ဟုတ်လားဆိုလို့ရှိရင်ဥပမာခေါင်းထားညံ့တာမျိုးเนาะနှုတ်အားတာမျိုးเนาะတဲ့မှာမလွတ်မလပ်ခွတ်တတ်တဲ့ခွတ်လန်းခွတ်ခွက်တွေဒါလို့ဆိုရင်တော့ဒီတစ်ခုတည်းနဲ့ချက်ကောင်းမဖြစ်နိုင်ဘူးဒီအင်္ဂါရက်တစ်ခုတွေကသူတို့တီးကြတဲ့ခွတ်လန်းခွတ်ခွက်နဲ့ငုတ်တစ်ခုခုကိုသာရည်ညွှန်းတာဖြစ်တယ်အဲ့တခုတည်းပါအောင်နဲ့ချက်ကောင်းတစ်ကောင်ဖြစ်မလာဘူးအဲ့တော့ကျွန်တော်ညီကိုတို့ကများသောအားဖြင့်ဒီဝိသေသလက္ခဏာတွေနဲ့ပတ်သက်လို့မယုံတော့တာလည်းအဲ့ဒါပါတယ်တေးသေးချာချာခါခဏနာမသိတော့ဒါလေးပါတော့ကောင်းမယ်ထင်ပြီးတော့ယူလိုက်တယ်ဝယ်လိုက်တယ်ပြောတဲ့လူကလည်းဒါကိုညှိုးပြီးရောင်းတယ်နောက်ဆုံးကြတော့ညီကိုတို့ကဒါပါတိုင်းမကောင်းဘူးကွာကြက်သူကခုတ်ကြည့်မှသိတာပါဆိုတာဖြစ်သွားပြီတကယ်တော့မဟုတ်ပါဘူးအကုန်လုံးခြုံငုံသုံးသပ်ထပ်ဖို့ညီကိုတို့ကဒါပညာရပ်တစ်ခုကိုတကယ်ကိုနက်နက်ရှိုင်းရှိုင်းလေ့လာနိုင်ဖို့လိုတာပေါ့နော်ဒီချက်ပညာဆိုတာအရန်နဲ့ရှိုင်းနဲ့အရန်တိမ်မွေးတယ်အဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့ဒီမှာမှဒီနောက်တန်းနဲ့ရှေ့ကခြေသီးခြေဘက်တွေရဲ့ဂျားတွေမှာဘေးတွေမှာသွေးစင်းတွေတွတ်တန်းနေဆိုတာရှိတယ်အဲ့သွေးစင်းတွေရဲနေတဲ့ချက်တွေကလည်းခြေအားငုံအားကောင်းတယ်ဒါကလည်းသဘာဝကျတယ်ရိုးရင်းချင်စီအားကောင်းလို့ဒီသွေးစင်းတွေကဒါရဲနေတာဖြစ်တယ်ရိုးရင်းချင်စီအားကောင်းတဲ့အတွက်ချက်ကအတွင်းအားတွေကောင်းတယ်အတွင်းအားကောင်းတဲ့အတွက်သူကခြေတင်းတင်းရင်းရင်းခွတ်တယ်ဒါပဲသဘာဝအကြပြီးသားเนาะအဲ့လိုပဲဒီငုတ်ကြတဲ့အင်္ဂါတို့ဘာတို့ကတော့ကျွန်တော်နောက်ပိုင်းနေမှာတစ်စိတ်တစ်ပိုင်းကြီးတစ်ပိတ်တစ်ပိုင်းကြီးကျွန်တော်ရှင်းပြပေးသွားမယ်အဲ့တော့ကျွန်တော်ညီကိုတို့ကဒီခြေဘက်တစ်ခုကိုကြည့်တဲ့နေရာမှာခြေဘက်တစ်ခုကဒါကျန်းရမယ်เนาะကျန်းရမယ်เนาะဘယ်လိုကျန်းရမှာလဲဆိုတော့ကျွန်တော်တို့တစ်သား6နေတဲ့တစ်သားချောင်းတစ်ချောင်းလို့ပေါ့เนาะအဲ့လိုကျန်းတန်းတဲ့လက္ခဏာရှိရမယ်လုံးဝချောမွေ့ပြီးတော့နူးညံ့နေတာမျိုးမဖြစ်ကြဘူးဒါကခြေစည်းခြေဘက်မှာရှိတဲ့အယောင်အယောင်အစင်းအနေနဲ့ကြတော့ကျွန်တော်ညီကိုတို့ကအဝါးတွေအနီးတွေအပြာတွေစတွေဘေးဖယ်ထားလိုက်ပါဟုတ်တယ်မှာဒါကတော့ပိုပြီးကောင်းတယ်ဒါကအမွှေးရောင်နဲ့ပတ်သက်တယ်ခြေဖြူဆိုပိုကောင်းတယ်မှန်တယ်ဒါပေမဲ့ဘလို့ခြေဖြူမျိုးကြံမွေးရဘလို့ဖြစ်တဲ့ခြေဖြူမျိုးမှပိုကောင်းတတ်တာလဲဒါတွေကထူးခြားတဲ့ဝိသေသလက္ခဏာတွေအပိုင်းမှာကျွန်တော်ဆက်လက်ပြီးပြောပြပေးသွားပါမယ်အခုတော့ညီကိုတို့ဒီကြက်ချောက်တစ်ချောင်းရဲ့ခြေစည်းခြေဘက်နဲ့အခေါ်လေးတွေကိုကျွန်တော်ညီကိုတို့ကျွန်တော်ကဒါရွေးချက်တောင်ရှင်းပြတာပါအဲ့ဒီမှာမှ4000ဆန်နဲ့ကြက်ချောက်တုတ်ကြီးတွေကြတော့ခြေကြမ်းခွတ်တတ်တယ်အဲ့ဒါကြတော့ညီကိုတို့အမိုက်ကြိုက်တဲ့ညီကိုတွေကအဲ့လိုခြေထောင်မျိုးရွေးချယ်လို့ရတယ်
နော်လုံးဝသေးသွယ်ပြီးတော့ကြစ်လစ်နေတဲ့ခြေထောက်ကလေးတွေကြတော့တွတ်တွတ်လက်လက်နဲ့ခြေငုံအားတဲ့တယ်အဲ့ဒါကြတော့ကျွန်တော်ညီကိုတို့ခွန်လန်းခုတ်ကွက်နဲ့သိတယ်မလားငုတ်နဲ့ခွတ်တတ်တဲ့ချက်ကလေးတွေကိုကြိုက်ပါတယ်ဆိုတော့ကျွန်တော်ညီကိုတွေကရွေးချယ်လို့ရတာပေါ့ဗျာနောက်တစ်ခုကအတွင်းကလည်းသိရမှာဟိုဘေးတွတ်တန်းနေရလဲအဲ့လိုမျိုးရဲတဲ့လက္ခဏာမပါဘူးသိရမှာနောက်ကလည်းပိန်ရှုံပြီးတော့သိရမှာဟိုဘယ်လိုခေါ်မလဲအဲ့ဒီနောက်ကကျွန်တော်တို့နောက်တန်းနဲ့ရှေ့တန်းကြားကအသားတွေကလည်းပိန်ရှုံပြီးတော့ဗောနော်ခြေသလုံးတွေကမပြေဘဲနဲ့သိရမှာအဲ့လိုပိန်ရှုံပြီးတော့ခွက်ခွက်ကြီးတွေဖြစ်နေတဲ့ချက်မျိုးဆိုရင်တော့ခြေပေါ့ပါတယ်သိရမှာငုတ်ကြလည်းထိထိရောက်ရောက်မရှိပါဘူးခြေကောင်းနေဆိုတဲ့ချက်မျိုးကအဲ့ချက်မျိုးမဟုတ်ပါဘူးဒါကတော့ကြက်ညက်ခြေထောက်လက္ခဏာတွေကိုကျွန်တော်တို့ထည့်ရမှာပါကျွန်တော်ညီကိုတို့မယုံလို့ရှိရင်တကယ်ကြက်ကောင်းတွေကိုလေ့လာကြည့်ပါဟုတ်တယ်မအဲ့ဒီလိုမျိုးခြေထောက်တွေကပိန်ရှုံပြီးတော့ဒီမှာမပြေမဖြိုးဘဲနဲ့ကြက်တွေကဝိုင်းနဲ့ရောက်လာတာရှားပါတယ်ဝိုင်းနဲ့ရောက်လာတဲ့ကြက်တွေကိုကြီးကြီးပါကျွန်တော်ညီကိုတို့ဒါကြက်ကခြေထောက်ရဲ့အနေထားလေးတွေညီကိုတို့လေ့လာသုံးသပ်နိုင်အောင်